အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုလေးမှာတော့ Binance account ကိုကျွန်တော်တို့ဖုန်းနဲ့ပဲအလွယ်တကူဖွင့်နည်းလေးကိုကျွန်တော်ပြပြပေးတော့မယ်။ကဲဆိုတော့ကျွန်တော် Binance account ဖွင့်နည်းလေးကိုမပြောပြခင်မှာကျွန်တော် Binance အကြောင်းလေးကိုအနည်းငယ်ကျွန်တော်ပြပြပေးတော့မယ်။ Binance ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ crypto တွေအထူးသဖြင့်ကျွန်တော် USDT တွေ Bitcoin တွေအစရှိတာတွေကိုကျွန်တော်တို့မြန်မာငွေနဲ့ဝယ်လို့ရမယ်။ပြီးတော့ကျွန်တော်တို့ရောင်းချင်ရင်လည်းမြန်မာငွေနဲ့ပြန်ရောင်းလို့ရမယ်။ဆိုတော့ဒါကတော့အခြေခံချက်လေးပေါ့ဗျာ။နောက်ထပ်ကျွန်တော်တို့ဒီလုပ်လို့ရတာတွေကတော့ကျွန်တော် crypto နဲ့ပတ်သက်တဲ့ကျွန်တော်တို့တိုးယူတာတွေပါတွေကျွန်တော်အစုံမဲ့ကျွန်တော်တို့ဒီ Binance app ကကျွန်တော်လုပ်လို့ရတယ်။ကဲဆိုတော့ကျွန်တော်တည်ထားမှာတော့ကျွန်တော်ဒီ Binance ဆိုတာဘာလဲဆိုတော့ Binance ဆိုတာကျွန်တော်တို့ crypto နဲ့ပတ်သက်တာတွေအကုန်လုပ်လို့ရတဲ့ application လို့ပဲကျွန်တော်တည်ထားမယ်။ဒီကျွန်တော်တို့ crypto လောကကိုဝင်မယ်ဆိုရင်မဖြစ်မနေဖွင့်ထားမယ် account လို့ကျွန်တော်တို့တည်ထားရမယ်။ကဲဆိုတော့ဒီလောက်ဆိုရင် Binance အကြောင်းကိုတည်သွားလောက်ပြီလို့ထင်ပါတယ်။ကဲဆိုတော့ဒီ Binance ကိုကျွန်တော်တို့ဖုန်းနဲ့ပဲအလွယ်တကူဘယ်လိုဖွင့်ရမလဲကျွန်တော်သုံးကြည့်လို့ရအောင်ဘယ်လိုလုပ်ရမလဲဆိုတာလေးကိုကျွန်တော်ပြပြပေးသွားမယ်။ကဲဆိုတော့ကျွန်တော်ပထမဆုံးအနေနဲ့ application လေး download ဆွဲဖို့အတွက် Play Store ထဲဝင်လိုက်မယ်။ဆိုတော့ Play Store မှာဒီမှာကျွန်တော်တို့ Binance ဆိုပြီးတော့ရိုက်ရှာလိုက်မယ်။ Binance CRYPTO Binance Crypto ဆိုပြီးတော့ကျွန်တော်တို့ရိုက်ချလိုက်မယ်။ Okay ဒါဆိုရင်ဒီမှာကျွန်တော်တို့ဒီ application လေးကိုတွေ့လိုက်မယ်ကျွန်တော်တို့ဒီမှာဒီ application လေးကိုကျွန်တော်တို့က download ဆွဲရမယ်။ကျွန်တော်ကတော့ဒီမှာကျွန်တော်ဖုန်းထဲမှာ download ဆွဲပြီးသားဖြစ်တဲ့အတွက်ကျွန်တော် download ဆွဲလို့မရတော့ဘူး။ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ဒီ application လေးကို download ဆွဲလိုက်မယ်။ download ဆွဲပြီးပြီဆိုရင်ကျွန်တော်တို့ application လေးတွေကိုဝင်လိုက်မယ်။ကျွန်တော် application လေးကိုဝင်လိုက်ရင်ကျွန်တော်ပထမဆုံးစာမျက်နှာမှာတွေ့ရမှာဒီလိုလေးတွေ့လိမ့်မယ်ဒီလိုလေးဆိုရင်ကျွန်တော်တို့ကဒီမှာဒီ login page ဆိုတာလေးကတော့ကျွန်တော်တို့ရဲ့ Binance account တွေကို login ဝင်တဲ့နေရာလေးဖြစ်တယ်ဆိုတော့ကျွန်တော်တို့အခုမှကျွန်တော်တို့ Binance account ဖွင့်မှာဆိုတဲ့အခါကျတော့ကျွန်တော်အောက်ဆုံးက create a Binance account ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်ပြီးပြီဆိုရင်နောက်ဒီစာမျက်နှာလေးရောက်သွားရင်ကျွန်တော်တို့ကဒီမှာကျွန်တော်ပြထားတဲ့အတိုင်းပဲ continue with Google ဆိုပြီးတော့ကျွန်တော်ဒီဟာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဆိုတော့နှိပ်လိုက်ရင်ဒီလိုကျွန်တော်တို့ဒီလိုလေးနဲ့ကျွန်တော်တို့ဒီလိုလေးဖြစ်သွားလိမ့်မယ်ဒီလိုဖြစ်သွားရင်ကျွန်တော်တို့မှာရှိတယ်ကျွန်တော်တို့ဒီ Binance ဖွင့်မဲ့ Gmail ကိုကျွန်တော်တို့ Gmail account ကိုဒီမှာနှိပ်လိုက်မယ်နှိပ်လိုက်ပြီးဆိုရင်ဒီနေရာမှာကျွန်တော်တို့ agree and share ဆိုတာလေးကိုတစ်ချက်ဆက်နှိပ်မယ်နှိပ်လိုက်ပြီးဆိုရင်ဒီမှာဒီနေရာလေးရောက်သွားလိမ့်မယ်ဒီနေရာလေးရောက်သွားရင်ဒီမှာကျွန်တော်အပေါ်ကပြထားတဲ့အတိုင်းပဲ create a new Binance account ဆိုတဲ့အပေါ်စာကြောင်းလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်ပြီးရင်ဒီနေရာမှာကျွန်တော် privacy and terms ဆိုတဲ့နေရာမှာကျွန်တော်အမှန်ကျလေးချက်ပြီးတော့ next ကိုဆက်သွားလိုက်မယ် next ကိုဆက်သွားရင်ကျွန်တော်တို့ဒီနေရာမှာကျွန်တော် next ကိုပဲဆက်သွားလိုက်မယ် next ဆက်သွားမယ်ကျွန်တော်ဆက်သွားလိုက်ရင်ကျွန်တော်ဒီမှာဒီလိုပဲကျွန်တော် application တွေကိုရောက်သွားလိမ့်မယ် application နဲ့ရောက်သွားရင်တော့ကျွန်တော်တို့ဘာလုံးဆိုတော့ကျွန်တော်ဒီ application လေးကိုအသုံးပြုလို့မရသေးဘူးကျွန်တော်တို့ verify တင်ရမယ် ID တင်ရမယ်ပေါ့ဗျာကျွန်တော် ID တင်ဖို့အတွက်လိုအပ်ချက်တွေကဘာလဲဆိုတော့ကျွန်တော်တို့မြန်မာမှတ်ပုံနေရတယ်မြန်မာ passport ရတယ်ပြီးတော့ကျွန်တော်တို့ driving license မြန်မာ driving license လည်းရတယ်ကျွန်တော်တို့ကဒီ၃မျိုးနဲ့ကျွန်တော်တင်လို့ရတယ်သူ application ထဲမှာသူအကြံပေးထားတာကတော့ကျွန်တော်တို့ driving license ရယ် passport ရယ်ဒီနှစ်ခုကတော့ပို့ပြီးတော့အဆင်ပြေတယ်ကျွန်တော်တို့ရဲ့မှတ်ပုံနေနဲ့ကြတော့ဒီ ID ကျွန်တော် verify အောင်ဖို့အတွက်ကကျွန်တော်မသေးကြဘူးကျွန်တော်တို့ driving license ရယ် passport ရယ်ဆိုရင်တော့ကျွန်တော် ID အောင်ဖို့အတွက်ကတေးကြတယ်။ကဲဆိုတော့ဒီနေရာမှာကျွန်တော်တို့ verify identity ဆိုရဲကျွန်တော်ပြထားတာလေးကိုနှိပ်လိုက်မယ်။ဆိုတော့နောက်တစ်ဆင့်အနေနဲ့ဒီနေရာမှာကျွန်တော်တို့ get verify ကိုပဲတစ်ချက်ဆက်နှိပ်လိုက်မယ်။ပြီးရင်ဒီနေရာမှာကျွန်တော်တို့နိုင်ငံရွေးရမယ်ဆိုတော့ဒီမှာကျွန်တော်တို့က VPN မခံထားဘူးဆိုရင်ဒီမှာကျွန်တော်တို့မြန်မာပဲရှိတယ်။ကျွန်တော် VPN ခံထားတယ်ဆိုရင်တော့ကျွန်တော်တို့တခြားရွေးရမယ်။ကျွန်တော်ဒီစက်ကလေးကိုနှိပ်ပြီးတော့တခြားကျွန်တော်မြန်မာကိုရွေးရမယ်ဆိုတော့ရွေးပြီးဆိုရင်အောက်ဆုံးကကျွန်တော် continue ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်ရင်ဒီနေရာမှာကျွန်တော်တို့ဒီအပေါ်မှာ resident မှာလည်းကျွန်တော်မြန်မာရွေး document issue country မှာလည်းကျွန်တော်တို့မြန်မာကိုရွေးပြီးပြီဆိုရင်ဒီမှာကျွန်တော်တို့ document type ဆိုပြီးတော့၃မျိုးရှိတယ်ကျွန်တော်အပေါ်ဆုံးက driving license ကျွန်တော်တို့ German license ဒုတိယကတော့ passport ကျွန်တော်တတိယကတော့ကျွန်တော်ရဲ့မှတ်ပုံတင်ဆိုတော့ဒီမှာကျွန်တော်တို့ကဘာနဲ့လုပ်မလဲဆိုတော့ကျွန်တော်ကတော့ passport နဲ့လုပ်မှာဖြစ်တဲ့အတွက်ကျွန်တော်က passport ကိုနှိပ်လိုက်မယ်ကျွန်တော်တကယ်ချင်းတွေကတော့ကြိုက်တာနဲ့လုပ်လို့ရတယ်အကောင်းဆုံးကတော့ကျွန်တော် driving license နဲ့ driver license နဲ့ကျွန်တော် passport နဲ့အကောင်းဆုံးဖြစ်တယ်ကဲဆိုတော့အဲ့နှစ်ခုမရှိဘူးဆိုမှကျွန်တော် ID card နဲ့လုပ်ကြည့်ပါ ID card နဲ့ကတော့မတည်ကြပါဘူး
passport နဲ့ driver license နဲ့ကတော့တည်ကြပါဆိုတော့ကျွန်တော်ဒီမှာ passport ကိုရွေးလိုက်မယ်ရွေးပြီးတော့ continue ကိုဆက်နှိပ်လိုက်မယ်ကဲဒီညရောက်ရင်ကျွန်တော်တို့ဒီ passport ရဲ့ကျွန်တော်တို့ရှေ့စာမျက်နှာကိုဓာတ်ပုံရိုက်ပေးရမယ်ဆိုတော့ဒီမှာကျွန်တော်တို့အပေါ်မှာကတော့ take picture ရှိတယ်ဒါကတော့ဓာတ်ပုံရိုက်တာဒီအောက်က upload photos ကတော့ကျွန်တော်တို့မှာရှိပြဓာတ်ပုံထည့်တာဖြစ်တယ်ဆိုတော့ကျွန်တော်ကြိုက်တဲ့နည်းနဲ့လုပ်လို့ရတယ်ပြီးရင် continue ကိုဆက်သွားမယ်ကဲ continue ကိုဆက်သွားပြီးပြီဆိုရင်သူကဒီမှာဓာတ်ပုံရိုက်မလားဟိုကကျွန်တော်တို့ပုံထည့်မလားတခုခုလုပ်ပြီးပြီဆိုရင်နောက်တစ်ဆင့်အနေနဲ့ကတော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ရဲ့မျက်နှာကို scan ဖတ်မှာဖြစ်တယ်ဆိုတော့ continue ကိုဆက်နှိပ်လိုက်မယ်continue ကိုဆက်နှိပ်လိုက်ရင်ဒီမှာသူပြောတဲ့အတိုင်းပဲကျွန်တော်တို့ scan ဒီမျက်နှာကို scan ဖတ်ရမယ်ဘယ်လဲဆိုဘယ်လဲညာလဲဆိုညာလဲအဲ့လိုလုပ်ရမယ်ကဲလုပ်ပြီးပြီဆိုရင်တော့နောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့ဒီနေရာလေးရောက်သွားပြီဒီနေရာလေးရောက်သွားရင်ဒီမှာကျွန်တော်တို့legal name middle name ဆိုပြီး last name ဆိုပြီးတော့တုံးခုရှိတယ်ကျွန်တော်တို့ဒီစာချမ်းလေးကျွန်တော်အပေါ်ဆုံးမှာကျွန်တော်တို့ရဲ့နာမည်အစစလုံးထည့်ရမယ်ဒုတိယမှာကျွန်တော်ဒုတိယမှာတော့အလယ်စလုံးထည့်မယ်တတိယမှာတော့ကျွန်တော်နောက်ဆုံးစလုံးထည့်မယ်ကျွန်တော်နောက်ဆုံးစလုံးထည့်ပြီးပြီးရင်ဒီမှာကျွန်တော် date of birth ကျွန်တော်တို့ရဲ့မွေးနေ့ကိုထည့်ရမယ်ထည့်ပြီးပြီဆိုရင်အောက်ဆုံးကကျွန်တော် continue ကိုဆက်နှိပ်လိုက်မယ် continue ဆက်နှိပ်လိုက်ရင်ကျွန်တော်နောက်တစ်ဆင့်အနေနဲ့ဒီနေရာလေးရောက်သွားမယ်ဒီနေရာလေးရောက်သွားရင်ဒီမှာကျွန်တော်တို့ဒီမှာ residential address နေရာမှာကျွန်တော်တို့ရဲ့နိုင်ငံရွေးရမယ်ပြီးရင်ကျွန်တော် postal code ဆိုတဲ့နေရာမှာကျွန်တော်တို့ရဲ့မြို့ရဲ့ကျွန်တော်တို့ postal code ကိုထည့်ရမယ်ကျွန်တော်မြို့ရဲ့စာတိုင်းနံပါတ်ကိုထည့်ရမယ်ကိုမြို့ရဲ့စာတိုင်းနံပါတ်ကိုကျွန်တော်ဘယ်လိုရှာမလဲမသိဘူးဆိုရင် Google မှာကိုမြို့ကိုရှိုက်ပြီးတော့ကျွန်တော်တို့ postal code ဆိုပြီးတော့ရချလိုက်ရင်တွေ့လိမ့်မယ်ကဲဆိုတော့အောက်ဆုံးကတော့ကျွန်တော်တို့ရဲ့မြို့နာမည်ကိုထည့်ရမယ်ထည့်ပြီးပြီဆိုရင် continue ကိုဆက်နှိပ်လိုက်မယ်continue ကိုဆက်နှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီလိုလေးဖြစ်သွားလိမ့်မယ် under review ဆိုပြီးတော့ကျွန်တော်တို့ဒါလေးကတော့ကျွန်တော်တို့ရဲ့ ID တင်ခြင်းကိုတို့စစ်စစ်နေပါသည်ဆိုပြီးတော့တို့ကပြတာဖြစ်တယ်ကျွန်တော်တို့2နာရီလောက်ကြာမယ်ဆိုပြီးတော့သူပြောတာဖြစ်တယ်ဆိုတော့ကျွန်တော်တင်တော့ကတော့အဲ့လောက်မကြပါဘူးနိုင်ဝက်လောက်ဆိုရင်ရပါပြီနိုင်ဝက်လောက်ဆိုရင်ကျွန်တော်တို့သူဘယ်လိုလေးဖြစ်သွားလဲဆိုတာကိုကျွန်တော်ပြပါမယ်သူအောင်သွားပြီဆိုရင်ဒီမှာကျွန်တော်တို့ရဲ့ account လေးမှာဒီလိုလေး verify ဆိုပြီးတော့ကျွန်တော်ဒီလိုလေးပါကျွန်တော် verify ဆိုပြီးတော့ဒီလိုလေးအစိမ်းရောင်လေးနဲ့ဖြစ်နေလိမ့်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီ ID တင်ခြင်းအောင်မြင်သွားပြီဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ account ကရော crypto တွေကိုကျွန်တော်တို့ကမြန်မာငွေနဲ့ဝယ်လို့ရမယ်ပြန်ရောင်းချင်ရင်လည်းမြန်မာငွေနဲ့ပြန်ရောင်းလို့ရမယ်ကဲဆိုတော့ဒါဆိုရင်ကျွန်တော် verify ဖြစ်သွားပြီဒီလိုလေးပြလာရင်ကျွန်တော်တို့ KYC ကအောင်သွားပြီကဲဆိုတော့ဒီလောက်ဆိုရင်အားလုံးပဲနားလည်ကြမယ်လို့ထင်တယ်ကျွန်တော်ပြောပြပေးသွားတာလေးကတော့ Binance account ဖွင့်နည်းကျွန်တော် KYC တင်နည်းလေးကိုကျွန်တော်ပြောပြပေးသွားတာဖြစ်တယ်ဆိုတော့အားလုံးပဲလောက်ဆိုရင်ကျွန်တော်တို့အဆင်ပြေလောက်ပြီထင်ပါတယ်ကဲမတိတာရှိရင်လည်းကျွန်တော်တို့ကိုလာမေးလို့ရပါတယ်အားလုံးပဲအဆင်ပြေကြပါစေ